မတိတတိဖြစ်နေတာလေအောင်ခန့်မိုင်တချင်းတွေတိတယ်တချင်းတွေနားထောင်နေတယ်အောင်ခန့်မိုင်ကိုမတိတလောဆိုအဲ့လိုဟိုးပြီးခဲ့တဲ့နှစ်ကဆိုဘယ်လိုလဲဆိုတစ်တော့တွေကဆယ်လီညီမလေးတယောက်ကျွန်တော်ဖုန်းဆက်ညီမလေးအကိုကတော့အောင်ခန့်မိုင်ပါလို့ညီမလေးအကိုကိုတိလားလို့ဟဲတိဟဲမလုပ်နဲ့လို့မတိဘူးတိတယ်ဒါပဲပြောလို့ကျွန်တော်အဲ့လိုဟဲလုပ်တာမကြိုက်ဘူးမတိပါဘူးတဲ့အဲ့ဆိုညီမလေးကိုကြီးဆိုပြမယ်လို့ဧပြီရေမုံလိုက်ဆမ်းမကိုငိမ့်မအောင်ငါမုံနိုင်ဘူးလေအဲ့ဒါကိုကြီးဆိုတော့တဲ့သမီးတော်မှအဲ့ဒါတစ်တော့ဆော့ထားသေးတယ်ကဲတချင်းကိုတိတယ်အဲ့တချင်းကိုဆိုထားတဲ့အဆိုတော်နဲ့တချင်းနဲ့မတွဲမိတာရှေ့ပိုင်းတွဲမိတဲ့လူလည်းရှိမတိတတိဖြစ်နေတာအဲ့မတိတတိဖြစ်နေတဲ့ပြိတ္တတွေကိုကျွန်တော်ကမသိအောင်ဟာဆိုအားနဲ့မှလည်းချလာဘူးဝကွယ်ဝါပြီးတော့မြန်မာနိုင်ငံနဲ့မို့ကဘာနိုင်ငံအရရက်တွေပါရောက်နေတဲ့မြန်မာတွေကအကုန်သိနိုင်ငံတော်များများပဲရေအကြာကြီးရေရမှာမဟုတ်လို့အကြာကြီးရေရမှာကျွန်တော်သိတယ်ဘယ်နိုင်ငံတွေသိလဲလို့ပြောရင်ထိုင်းရေအကြာကြီးပဲအဲ့ကနေတော့လိုက်လွှင့်တော့သူတို့ဝင်မှန်းကြတယ်စင်ကာပူကအားပေးနေပါတယ်ထိုင်းကအားပေးနေပါတယ်မလေးရှားအားပေးနေပါတယ်ကိုရီးယားအားပေးရတယ် USA ကအားပေးနေပါတယ်အိန္ဒိယအားပေးနေပါတယ်ပါကစ္စတန်အမျိုးစုံပေါ့လေရေးကြတဲ့ဘရူနိုင်းကအားပေးနေပါတယ်မဲအဲ့လိုတွေရေးတော့ဒါကျွန်တော်မမှတ်မိပါဘူးအခုဒါကြည့်တဲ့ view တွေကအမျိုးတွေလည်းမိတ်ဆွေတွေနေတဲ့နိုင်ငံတွေမပါဝါရင်လည်း